ဥရောပတွေကနိုင်ငံတစ်ခုဖြစ်တဲ့ဖင်လန်နိုင်ငံမှာလုံးဝမမောင်တဲ့နေ့ရက်တွေရှိတယ်ဆိုတာဒီနေ့ပြပါမယ်။ကဲကျွန်တော်စပြီးတော့စခွင် records လုပ်ပါပြီ။ဒါကတော့ကျွန်တော်လုံးဝဓာတ်ရိုက်ပေါ့နော်။စခွင် record နဲ့ဓာတ်ရိုက်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ဖုန်းကင်မရာနဲ့ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်လို့တော့ပေါ့နော်ကြည့်ပေးပါလို့သိခံပေးပါခင်ဗျာ။ကဲဒါလေးကတော့ကျွန်တော်တို့ပေါ့နော်ဒီနိုင်ငံရဲ့သဘာဝတရားကြီးကိုဖုန်းကင်မရာနဲ့ပေါ့နော်ဘာအဖက်မှမပါဘဲနဲ့ကျွန်တော်ဓာတ်ရိုက်အရှိတိုင်းပဲရိုက်ထားတာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ပြေးနေနေပေါ့နော်ကိုဆက်ဖီလေးဆွဲလိုက်ပါတယ်ဒါဒီနိုင်ငံရဲ့ပေါ့နော်လှပတဲ့အရွက်တွေကတစ်ခုဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒီနိုင်ငံရဲ့ယုံနေပေါ့နော်ဒီကကျောင်းတွေတက္ကသိုလ်တွေဖြစ်ပါတယ်ပန်းနေဆိုလဲတဘာဝအတိုင်းလေးပဲလှနေပါတယ်ခင်ဗျာသူကမြစ်ဘေးမှာဆိုတဲ့ခါကျတော့ကျွန်တော်တို့အရန်ကိုကြပြဆန်တဲ့နေရာလေးတစ်ခုလိုဖြစ်ပါတယ်။ဒါဟိုးမြင်နေရတဲ့အရာတွေကတော့ကျွန်တော်နေတဲ့အဆောက်အဦတွေဖြစ်ပါတယ်ခင်ဗျာ။ခုလိုမမောင်တဲ့နေ့တွေမှာသူတို့ကအရန်ကိုပျော်ကြပါတယ်။ညဆိုလည်းတော်တော်နဲ့မအိပ်ကြပါဘူး။အပန်းဖြေကြပါတယ်။ပန်းချံနေဆက်တောက်ဆိုင်နေမှာပေါ့နော်။ဒါကတော့သူ့ရဲ့သဘာဝအလှတရားကြီးပဲဖြစ်ပါတယ်ခင်ဗျာ။ကားလမ်းဆိုလည်းပေါ့နော်ကားတွေအများကြီးမရှိဘူးပေါ့နော်ကဲဒီနေ့ပေါ်လာနေရတဲ့လောက်ပါပဲခင်ဗျာအားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်